FCAT ပေါ်ကစာသားထဲတော့မယ်ဆိုရင်စာသားပြဿနာကြောင့်စိတ်ညစ်နေလားကိုပိုင်ဖုန်းကိုထည့်ပြီးတော့စာသားပြဿနာကိုဖြေရှင်းလို့ရတယ်ဆိုတာကိုသိပြီလားအဲ့ဒါတွေကိုခင်ဗျားမသိသေးဘူးဆိုတော့ဆက်ပြီးတော့လည်းခင်ဗျာ FA ဖြစ်နေအောင်ပါပဲဒါလို့ပထမဆုံးအနေနဲ့ Play Store ထဲဝင်ပြီးတော့ Backend Keyboard ကိုရိုက်ရှာကြည့်ပါခင်ဗျာရဲ့ရည်စားဟောင်းလိုမျိုးချက်ချင်းပေါ်လာပါလိမ့်မယ်ပေါ်လာပြီဆိုတော့အများကြီးမတွေးတော့ဘဲနဲ့ချက်ချင်း install လိုက်ပါ install ရုံနဲ့မရပါဘူး open ရုံမှာပါ open ပြီဆိုရင် enable Backend Keyboard ဆိုတာပေါ်လာလိမ့်မယ်အဲ့ဒါကိုနှိပ်ပြီးတော့ဝင်လိုက်ပါခင်ဗျာဖွင့်လိုက်ပြီဆိုရင်ခင်ဗျာခုဖွင့်ထားတဲ့ keyboard ကို off လုပ်လိုက်ပြီးတော့ Backend Keyboard ကို on လုပ်လိုက်ပါခင်ဗျာ Backend Keyboard ကိုဖွင့်လိုက်ပြီဆိုရင် select Backend Keyboard ဆိုတာပေါ်လာပါလိမ့်မယ်အဲ့ဒါနှိပ်ပြီးတော့ okay နှိပ်လိုက်ပါ Backend Keyboard ရပြီဆိုတော့ Play Store မှာဝင်ပြီးတော့ set font 3ကိုရိုက်ရှာကြည့်ပါကျွန်တော်က install ပြီးသားဆိုတော့ကျွန်တော်ရိုက်ရှာမလို့ခင်ဗျာရိုက်ရှာလိုက်ရ set font 3ကိုတော့ခင်ဗျာရိုက်ရှာမတတ်သေးဘူးဆိုတော့တခြားပေါ့ခင်ဗျာတော့တာပဲset font 3ထဲဝင်လို့ရပြီဆိုတော့ ရှေ့ဝင်းမပြောတော့ဘဲနဲ့ဘာမှ font ကိုရိုက်ရှာလိုက်ပါစာခဏီမှာဟိုချွတ်ချွတ်ရလဲအရတမပေါ်တော့ချက်ချင်းပဲအောက်ကပြထားတဲ့မြားတန်လေးအစင်းရဟာလေးချက်ချင်းနှိပ်ပြီးတော့တောင်းလိုက်ပါအမှန်ပြပြီဆိုတော့ခင်ဗျားကတောင်းပြီဆိုတော့တင်ကြတာပဲဖြစ်ပါတယ်တောင်းပြီဆိုတော့ခင်ဗျား CapCut ထဲဝင်လို့ရပြီဝင်ပြီးတော့စာသားရလိုက်ပြီဆိုတော့နဲ့စိတ်အငြိရဆုံးကတော့စာသားမပြည့်ကိစ္စပေါ့နော်ခင်ဗျားစိတ်ပူစရာမလိုပါဘူး font ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့font ဆိုတဲ့အောက်မှာ my font ဆိုတဲ့စာလုံးလေးရှိရအဲ့ဟာနှိပ်ပြီးတော့ခုနကကျွန်တော်တို့တောင်းထားတဲ့Verma font ဆိုတာကိုနှိပ်ပြီးတော့ကိစ္စချုံးမွေးတော့ပါပြီခင်ဗျာနေပါဦးခင်ဗျားကို font ဘယ်လိုတက်ရလဲဆိုရင်ဒီကိုကျွန်တော်ပြောပြဖို့မိနေတယ်ကဲဘယ်လိုလုပ်ရဆိုတော့ font ဆိုတဲ့နေရာအောက်မှာ my font ဆိုတဲ့နေရာရှိရအဲ့ဒါကိုနှိပ်ပြီးတော့ ADT ဆိုတဲ့ add အပေါင်းလက္ခဏာနေရာရှိအဲ့ဒါနှိပ်ပြီးတော့ဝင်လိုက်ပါဝင်ပြီးဆိုတော့ language my font ရဲ့ my font ထဲနှိပ်ပြီးဝင်ရမှာဖြစ်ပါတယ်ဒီလိုနဲ့ font manager ထဲဝင်တော့ဝင်လို့ရပြီဆိုရင်မြန်မာအောက်မှာ set font 3 font နဲ့မြန်မာစာလုံး၃လုံးရှိပါတယ် set font 3ကိုနှိပ်ရမှာဖြစ်ပါတယ် set font 3 pro လာပြီဆိုတော့ font ကိုနှိပ်မယ်အဲ့မှာပေါ်လာပါပြီကျွန်တော်တို့တောင်းထားတဲ့ဟာရှမ်းစာတွေရောကရင်စာတွေရောအကုန်ရပါတယ်ဒါနဲ့ကျွန်တော်တို့တောင်းထားတဲ့ဗမာ font ပေါ်လာပါပြီအဲ့ဒါကိုနှိပ်လိုက်ရုံပါဒါနဲ့ CapCut ထပ်ပြန်ဝင်ပြီးတော့ဗမာ font ဆိုတဲ့စာလုံးစတားလေးကိုနှိပ်လိုက်ရုံပါနှိပ်လိုက်ရုံနဲ့စာလုံးကအကုန်လုံးအရှင်းလင်းဆုံးဖြစ်တော့မှာဖြစ်ပါတယ်အကယ်လို့ကျွန်တော်ဗီဒီယိုကိုနှစ်တက်တယ်ဆိုတော့like လေးနှိပ်အသေးလေးပေးပါအောင်ဗျာဒီဗီဒီယိုကလည်း CapCut မှာစာသားထိုးတွေစာလုံးမပြရတွေ share တူအတွက်အသုံးဝင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကယ်၍ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အသုံးဝင်မယ်ဆိုရင်ကျွန်တော်ရဲ့အကောင့်ကို subscribe ရေးလုပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုနေတဲ့မိတ်ဆွေတွေအားလုံးကိုစိတ်နှပါကျန်းမာချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရုံနဲ့ဗီဒီယိုလေးကိုအမှပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာ